လောက်ဆက်လိုက်ပါအောင်ပြေးတက်ကြီးကို အားလုံးပဲမင်္ဂလာပါ ကဲဒီနေ့ကျွန်တော်ညမနဲ့အပြင်သွားမှာဒီရောင်မဝင့်နဲ့လေ မဲသွားလို့ အေးဒီရောင်လေးကကချင်လေးကိုအမိတ်ကလေးနဲ့လှလေးဒီမှာလေပင်ပြလေးနဲ့ဒီနားလေးကိုရှိတ်ထိုးပေးထားတာနော်နောက်တစ်စုံလဲလိုက်ပါနော် ဒီဝတ်စုံလေးရော ဒါလေးကလည်းချစ်စရာလေးပန်းငပိရောင်လေးနော်ပန်းငပိရောင်လေးကိုဒီမှာညမလေးကဒီတစ်ခေါက်ကိုတဲ့ဘလို့ပူစာထားရလဲပြောပါအောင် ကော်လန်နေမကြိုက်တော့ဘူး ကော်လန်နေဘလို့ချင်ဘူးဆိုတော့ဒီတစ်ခေါက်ကော်လက်ရှင်ကိုကော်လန်လေးမပါဘဲနဲ့ဒီမှာနော်ဒီနာကအချွန်လေးဒီခါးလေးကလည်းအချွန်အကွယ်လေးစီစဉ်ပေးထားတယ်နော်ဒီအိမ်လေးနဲ့ဒီပတ်ဆိုင်လေးနဲ့လည်းလှတာနေဒါပေမဲ့လည်းချုပ်ထားအောင်၅စုံဆိုတော့အေးနောက်တစ်စုံလဲပေးပါဦးအေးကလေးကြိုက်ကြည့်လိုက် လို့လားအေးဝတ်စုံနဲ့ လိုက်ပါတယ်ဒါလေးကလည်းနော်နောက်ထပ်ဝစ်စုံလေးတစ်စုံဖန်တီးပေးထားတာဒီမှာဖြတ်ဆက်ကလေးတွေနဲ့နော်ညီမလေးရဲ့ပူစာမှုနဲ့အတူတူနော်လုံးဝကော်လန်မပါဘူးဒီတစ်ခေါက်ချုပ်ပေးထားတာဒါလေးရောကြိုက်လား ကြိုက်တယ်အပ်ထားတာကြာပြီလေ ပြောနေပြီအထားတာကြာပြီရဲ့ဟုတ်တယ်သူ့ကိုတချမ်းမတိုင်ခင်ကလေးကတော်တော်လေးကြာနေပြီနော်ဒါလေးက3စုံမြောက်ဆိုတော့နော်နောက်ထပ်ပန်းမိတ်ကက်ရောင်လေးရှိသေးတယ်အဲ့ဒါလေးပါတစ်ခါဝက်ပြလိုက်ပါနော် ဟုတ်ကဲ့ ကဲဒါလေးကတော့ပုံစံလေးတစ်မျိုးလေးစမ်းထားရင်ငယ်တဲ့ပုံလေးပတ်ဆိုင်ကလေးရောဒါဆိုရင်ဟောအနက်ကလေးကင်လိုက်တော့ပိုပေါ်သွားပါဒါလေးဆိုရင်လည်းတပီးလေးနည်းနည်းမဟုတ်ကဲဒါလေးဆိုရင်လည်းဒီမှာကြည့်ကြိုးလေးတွေနဲ့လူငယ် bike ကိုအပြည့်အဝရအောင်ဖယ်ထုံးလေးနဲ့ကြိုက်လားဒီအရောင်လေး ချစ်စရာလေးဘယ်ရောင်နဲ့အလှဆုံးဖြစ်လဲ သူတို့မေးလိုက်သူတို့မှန်ခိုင်းလိုက် โอเค အဲ့တော့နောက်ဆုံးတစ်စုံဝဲကြံနေရနော်ဒါလေးကလည်းဝေးရတာဘလို့နေလဲပေါ့ပါရှိတယ်နော်ပြီးတော့လက်ကလေးပါလေးဒီမှာကြည့်ပါဦးဖဲပြားလေးတဲ့အဲ့ဒါမှကောင်းမြတ်ကထောဖြစ်တာလေနော်ကဲအဲ့ဒီတော့နောက်ဆုံးတစ်စုံနဲ့မိတ်ဆက်ပေးပါအောင်မယ် လူစိတ်လုတ်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ် လုတ်ပေးရပါဗောပင်တိုင်းကစတမာဆိုတော့ဒီနောက်ဆုံးတစ်စုံလေးလဲတခါတည်းပြောပါအောင်ဒါလေးကကျတော့ပါတိတ်ကလေးကိုဒီနားကနေ white ပြီးတော့ဖြတ်ဆက်ထားတယ်ဒီမှာဆက်ရာလေးနော်လက်ကလေးကိုကျွန်တော်ညီမအကြိုက်ဆုံးဟိုမှာဒါလေးကိုကျွန်တော်ကတော့နော်ဖယုံပွင့်လက်ကလေးဆိုပြီးနာမည်ပေးထားတယ်တကယ်ကတော့အမျိုးမျိုးခေါ်ကြတာပေါ့သူ့အကြိုက်ဆုံးပဲဘာဖြစ်လို့လဲ ရန်လှုပ်ရှားလို့ကောင်းတယ် ကာမောင်းလို့ကောင်းလို့လားအဲ့လိုလား ဟုတ်တယ်အင်းရကောင်မလေးရတော့အမတဲ့အနည်းနဲ့လိုက်တယ်တဲ့ ဩအဲ့လိုပြောရလား ပြောကြတာပဲ အဲ့ဒီတော့ကျွန်တော်ညီမအတွက်ရုံတက်ရုံစင်းအတွက်9ရက်စာ9စုံချုပ်ပေးထားတဲ့ထဲမှာဘယ်တစ်စုံကိုအကြိုက်ဆုံးလဲเนาะအဲ့ဒါတော့မှန်းခဲ့ပေးပါเนาะဘလော့လေးထဲမှာเนาะပုံမန်ဒေးဆိုရင်ပထမဦးဆုံးတစ်စုံအားကချင်လေးเนาะအင်္ဂါလေးဆိုရင်ပန်းငပိရောင်လေးပြီးရင်ဗုဒ္ဓဖူးကအနီလေးပြီးသွားရင်ခရမ်းလေးပြီးသွားရင်အနီလေးဆိုတော့နီညိုလေးနော် နောက်ရောင်နေကြံသေးတယ်ထင်တဲ့အစိမ်းတွေရော ချုပ်ပေးမယ်အဲ့ဒါနောက်ထပ်နှစ်လလောက်နေထပ်ချုပ်ပေးမယ် နော်တေးချလား တေးချတယ်နော်ကျွန်တော်တို့မောင်နှမနှစ်ယောက်ကဒီနေ့ကျွန်တော်ညီမအတွက်ဖန်တီးထားတယ်နော် Monday to Friday ဝတ်စုံလေးတွေကိုကြိုက်ပြီးဆိုတော့နော်အသေးလေးတွေအများကြီးပေးခဲ့ရမယ် ဟုတ်တယ် တတ်တာ ချစ်ပေးရမယ်နော် ပို့ချစ်ပေးရမယ်